အားလုံးပဲမင်္ဂလာပါဒီနေ့Inferno H နှစ်ထုပ်ထပ်ဖောက်ပြမယ်ပေါ့နော် Inferno H ကကျွန်တော်အခုနှစ်ထုပ်ဖောက်လိုက်မယ်ဆိုရင်အထုပ်20ကျန်အောင်မယ်18000နဲ့ရောင်းပေးနေတဲ့အချိန်လေးကိုလာဝယ်ထားကြတော့နောက်ကျရင်ဈေးတက်ဖို့ပဲရှိမယ်ဒီနှစ်ထုပ်ပြီးတော့အထုပ်20ကျန်အောင်ပေါ့နော်ပြီးတော့ Mega Dream EH လေးတွေလည်းရှိတယ် pack တွေလည်းရှိတယ်ပေါ့ Mega Dream EH pack 10ထုပ်ကိုကျွန်တော်3000ခွဲနဲ့ရောင်းပေးမယ်3000ခွဲပြီးသွားရင်အဲ့10ထုပ်ကုန်သွားရင်တော့ဘူးတွေကနေဖောက်ပြီးတော့4200နဲ့ရောင်းပေးမှာပေါ့နော်အဲ့ဒါပြီးလို့ရှိရင်နောက်ထပ်ကျွန်တော်ထပ်မှာထားရရှိသေးတယ်ဟိုပါပေါ့ premium trainer box တွေပေါ့နော်အဲ့ဟာလေးရှိအဲ့ဒါနောက်ကြလို့ရှိရင် PC လိုင်းကျွန်တော်ပြပေးမယ်နောက်ပြီးတော့နောက်လာတွေကြလို့ရှိရင်ကျွန်တော် PC အဝင်နေသွားလိမ့်မယ်ကျွန်တော်ခီးထွက်စရာရှိလို့တိတ်ပြီးတော့မှားမှာမဟုတ်ဘူးပြီးတော့ blind box လေးတွေလည်းရှိတယ် single cut တွေလည်းဂျပန် cut နဲ့ China cut တွေလည်းကျွန်တော်ထပ်ပြီးတော့စုပေါင်းတင်ပေးမယ်အဲ့ဒီထဲကနေမှတိုက်လက်ရှိရင်ဝင်လို့ရတယ်ပေါ့နော်လောဆယ်ဒီနေ့ကတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်